ပတ်စံရှာရတာဘလောက်ခက်ခဲလဲဆိုတာကိုသူတားသိစေခြင်းနဲ့ဖခင်တယောက်ဟာတားအဖ2ယောက်နေရာချင်းပြီးနေထိုင်ရမယ့်ရှိုးပွဲတစ်ခုမှာဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့အဖေလုပ်သူကကျောင်းကိုတွားရပြီးတားလုပ်သူကတော့အဖေရဲ့ယင်းနှိမ့်မြုံနှံမှုကုမ္ပဏီမှာအလုပ်တွားလုပ်ရပါတော့တယ်အဖေဖြစ်သူကတော့ဒီရှိုးပွဲအပြီးမှာတားဖြစ်သူဟာပတ်စံရှာရတာဘလောက်ပင်ပန်းလဲဆိုတာနားလည်သွားလိမ့်မယ်လို့တွေးနေကြတာပေါ့ဒါပေမဲ့ကောင်လေးအလုပ်ဆက်ဝင်တဲ့ပထမဆုံးနေ့မှာတင်ထူးဆန်းတာတစ်ခုကိုသတိထားမိသွားပါတယ်ကိန်းကနန်းတွေပေါ်အရန်အာယုံခံစားလွယ်တဲ့ကောင်လေးဟာကုမ္ပဏီရဲ့ယင်းနှိမ့်မြုံနှံမှုလားရတွေမှားယွင်းနေပြီးနောက်3လအတွင်းမှာတင်ကုမ္ပဏီဒေဝါလီခံရတော့မယ်ဆိုတာကိုတွေ့သွားခဲ့ပါတယ်သူ့အဖေကိုကယ်တင်ဖို့အတွက်ကောင်လေးဟာရဲတင်းနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်ကုမ္ပဏီရဲ့ရန်ပုံငွေတွေအားလုံးကိုတန်ဖိုးသိမ့်မရှိတဲ့အမိုက်လိုရှယ်ယာတစ်ခုမှာအကုန်ပုံအောပြီးယင်းနှိမ့်မြုံနှံလိုက်ပါတယ်အလုပ်ဖော်တွေအားလုံးအံ့ဩမြင်တက်သွားကြပြီးငွေကြေးအရင်းအနှီးတွေမဆုံးရှုံးရအောင်ချက်ချင်းပြန်ရောင်းဖို့တိုက်တွန်းကြပေမဲ့သူကတော့အစ90လောက် leverage လုပ်ပြီးအနာဂတ်အတွက်အလောင်းစားလုပ်လိုက်ပါတော့တယ်။စောင့်ကြည့်နေတဲ့သူတွေအားလုံးကတော့ဒါဟာဆုံးရှုံးမဲ့အလုပ်လို့ထင်ပြီးဝန်ထမ်းတွေဆိုအလုပ်တစ်ရှာဖို့တောင်ပြင်ဆင်နေကြချိန်မှာပဲရုတ်တရက်သတင်းတစ်ခုတက်လာပါတယ်။ကောင်းလေးဝယ်ထားတဲ့ share ဈေးတွေဟာမိုးပြန်အောင်ထိုးတက်သွားပြီးတနာရီအတွင်းမှာတင်ကုမ္ပဏီအတွက်ဒေါ်လာ30တောင်မြတ်သွားစေခဲ့ပါတယ်။အားလုံးကြက်တွေတည်သွားကြတာပေါ့။ဒါပေမဲ့ကောင်လေးကဒီလောက်နဲ့မရက်တန့်ခဲ့ပါဘူး။အဲ့ဒီ30လုံးကို drone share တွေထဲထည့်လိုက်ပြီးအစတရာအထိ leverage လုပ်လိုက်ပြန်ပါတယ်။ဒါဟာအားလုံးကိုနောက်တစ်ချိန်ထိတ်လန့်သွားစေခဲ့ပြန်ပါတယ်လူတိုင်းက drone ဈေးကွက်တည်နေပြီလို့ထင်နေကြတာကိုကောင်လေးကတော့သူတို့ကိုစောင့်ကြည့်နေဖို့ပဲပြောခဲ့ပါတယ်ဒီအချိန်မှာဘန်နာရေးကျွမ်းကျင်သူတယောက်ကတော့ကောင်လေးကိုကန်ကောင်းသွားတာပါလို့ပြောလာပါတယ်ဒါနဲ့ကောင်လေးကအလောင်းစားတစ်ခုလုပ်လိုက်ပါတယ်